Hello, Mila, John, Morning, AI, Shibari, Dimaro, Squid Game Season 2, saw down Shibari. But the mouse on game, Season 1 on mini meeting game on, the master, baby. Me saying so in Tomo, mini so yam. Mara, Guru, Toa, like your libono. The mini sapia is so. Yeah, but ta nene ro luwe de season 2 ပို့လွယ်season 1ထက်လူနဲ့တေးလူတဲ့တေးကောင်းပြီပေါ့နော်မနေ့ကလည်းနည်းပဲကြံပါတယ်ကျွန်တော်မြင်မြန်သွားရတယ်ပေါ့နော်ဘူးဆိုရင်ကျွန်တော်ရောက်သွားရရှိပါတယ်ဒုတိယဂိမ်းကတော့လိုက်တာတဲ့ဂိမ်းနော်ကျွန်တော်ကတော့စာပိုင်းချမလို့ပါဒါပေမဲ့တွေးရလုံးဝမရှိတော့လောက်ဖြစ်တော့မို့ပေါ်ပဲတက်ပြီးတော့ပုံလိုက်ပါတယ်အခုတော့ပြီးသွားပြီပေါ့နော်ခဏနေနောက်တစ်ဂိမ်းသွားပါတော့မယ်ဒါကတော့9ရောက်တဲ့ဂိမ်းပေါ့နော်ဘယ်သူတွေနဲ့ကျွန်တော်တွေးကြတော့လဲကျွန်တော်လည်းမသိပါဘူးအခုတော့စပြီပေါ့နော်ဒီမှာ9ရောက်တယ်ပထမဆုံးကတော့ကျွန်တော်လောက်မှာပေါ့နော်ဘာလို့မလဲဆိုဒီဟာလုံးမနော်ကျွန်တော်ကတော့မလုပ်တယ်လို့အဲ့လိုပဲထိုင်နှိပ်ထားလိုက်တယ်ဟိုမှာချက်40လားမသိဘူး40ခေါင်းနေမှလည်းမသိဘူးအဲ့လိုနော်ကျွန်တော်တော့မလုပ်တော့ထိုင်နေတာနိုင်သွားပါတယ်လုံးနေတာတော့နောက်တစ်ယောက်ပေါ့နော်ဒီကဲကတော့ဘာရင်လဲကျွန်တော်လည်းမသိပါဘူးစင်လူကြည့်ထားတာမေ့တော့ပါပြီအလုံးနဲ့တယောက်ပြီးတယောက်လောက်ကြမယ်နော်ဒါတော့နောက်တယောက်ပါကျွန်တော်ဘွဲတော့နိုင်သွားတယ်ပေါ့နော်ဒီမှာအချိန်ပြေသေးအောင်ကျန်တဲ့လူဆက်စောနေကြပါတယ်နောက်တကယ်ကတော့ခန်းနေတဲ့နံပါတ်1နဲ့ရေးသွင်းနေဝင်ရတဲ့ဂိမ်းပေါ့နော်ဂိမ်းကစပါပြီပတ်နေပြားကြီးပေါ်တော့နော်အခုကတော့တချင်းတန်တော့ပွင့်မလားသေးဘူးပွင့်လာပြားကြီးကလှုပ်ပါလိအခုတော့တချင်းနဲ့စကြပြီရောနော်ဒီမှာပထမပွဲမှာတော့3ယောက်တဲ့အမကျွန်တော်လည်းတွေ့ရနေရပဲကောက်ဝင်ဖို့လှုပ်လိုက်တယ်ပေါ့နော်ဒီမှာ3ယောက်ပြည့်တော့ပြီဗျပထမပွဲတော့ကျွန်တော်နိုင်ပြီပေါ့နော်ဒီလိုဆိုရင်ခုကတော့ဒုတိယပွဲပေါ့နော်ဒုတိယပွဲ4ယောက်ပါကျွန်တော်လုံးနေတဲ့ခန်းကြောင်လူပြည့်သွားပြီပေါ့နော်အဲ့လိုနောက်ခန်းထက်ရွေးတော့ဘယ်သူမှမဝင်လာကြပါဘူးကျွန်တော်တယောက်တည်းပါအဲ့ကျွန်တော်ထက်ရွေးတော့တခြားခန်းဝင်လောက်တာမရတော့ပါဘူးဒီပွဲတော့ကျွန်တော်ရှုံးပြီပေါ့နော်အမ0ဖြစ်တော့မှအရှိမလူတွေပေါ်လာတယ်နော်3ယောက်လောက်အမကျွန်တော်ရှုံးသွားပြီပေါ့နော်